တင်ခန္ဓာကိုယ်အတွင်းမှာရေခဲရေတောက်လိုက်တဲ့အခါဘာတွေဖြစ်ပျက်သွားသလဲဆိုတာကိုတင်စဉ်းစားမိဖူးပါသလားတင်ရေခဲရေတောင်းလိုက်တဲ့အခါရေခဲရေကလေချောင်းကကြွက်သားတွေကိုကြုံစေပြီးအာယုံကြောလေးတွေကိုထိခိုက်စေနိုင်ပါတယ်။အကယ်၍တင်ကလေချောင်းနာနေရေခဲရေလုံးဝမတောက်ပါနဲ့။ရေခဲရေဟာအစာအိမ်သေးရောက်တဲ့အခါအစာအိမ်သေးကကြွက်သားတွေကိုခဏတာတင်းပါစေပြီးအစာချေစနစ်ကိုနှေးစေပါတယ်။ဒါကြောင့်ခဏခဏအစာမချေဖြစ်သူတွေလေထိုးလီအောင်ဖြစ်သူတွေဟာရေခဲရေကိုရှောင်သင့်ပါတယ်။သွေးကြောတွေကိုအနှဲငယ်ချင်းသွားစေသည်သွေးပေါင်ချင်းကိုခဏတာမြင့်တက်စေနိုင်တာကြောင့်နှလုံးထဲသွေးတိုးယောဂရှိသူတွေဟာရေခဲရေမတောက်ရင်အကောင်ဆုံးပါတခါတရံမှာရေခဲရေဟာရုတ်တရက်အရေးတက်ကြောင့်ဦးနောက်ခဲသွားသလိုခံစားရတဲ့ဖြစ်စဉ်ကိုဖြစ်ပေါ်စေတတ်တယ်။ဒါကြောင့်ခဏခဏခေါင်းကိုက်တတ်သူတွေဟာရေခဲရေတောက်ရင်ခေါင်းကိုက်တာပိုဆိုးတတ်ပါတယ်။ဒီလိုပူဖင်းတဲ့သူများဒီမှာရေအေးအေးလေးတစ်ခွက်ကအရန်အရသာရှိပြီးမယ်မတောက်ခင်ဒီအချက်လေးတွေကိုတော့တတိပြုမိစေခြင်းပါတယ်